လေးဘက်ထောက်ပြီးအနောက်ကနေအတရက်ဆက်အရှင်ပြင်းပြင်းကျမအေအရာလို့ဆောင်တာကိုပိုပြီးနှစ်သက်တဲ့အမျိုးသမီးတွေမှာဘလိုမျိုးထူးခြားတဲ့အပြင်ပန်းလက္ခဏာတွေရှိနေသလဲဆိုတာဒီနေ့စန်ဒီကပွင့်ပွင့်လင်းလင်းကျမအေအရာပြောပြပေးသွားမှာမို့လို့အဆုံးထိကြည့်ပေးကြပါအောင်နော်ကိုကိုတို့ရေတကယ်တော့အမျိုးသမီးတယောက်ရဲ့အကြိုက်ဟာသူမရဲ့စရိတ်နဲ့ခန္ဓာကိုယ်တိဆော့ပုံပေါ်မှာအများကြီးမူတည်နေပါတယ်ပထမဦးဆုံးလက္ခဏာကများသောအားဖြင့်တွက်လက်တကြွပြီးကိုယုံကြည်မှုမြင့်မားတဲ့အမျိုးသမီးတွေဟာအိယာပေါ်မှာလည်းအရှိန်ဟုန်ပြင်းပြင်းနဲ့ကျမ်းမာရေးလေ့ကျင့်ခန်းအကွက်အစုံလင်ကိုအတရဆက်ဆက်ဆံတာကိုပိုပြီးနှစ်သက်တတ်ကြပါတယ်ဒုတိယအချက်ကခန္ဓာကိုယ်တိဆော့ပုံအရာတင်ပါဆောင်ကြွတ်သားတွေတောင့်တင်းခိုင်မာတဲ့အမျိုးသမီးတွေဟာလေ့ကျင့်ရပြင်းထန်တဲ့ပွတ်တိုက်ဖူတန်းကိုပိုပြီးခံနိုင်ရရှိသလိုအဲ့ဒီလိုအရှိန်ပြင်းပြင်းလေ့ကျင့်လွတ်ဆောင်မှုကိုလည်းပိုပြီးခန်းစားချက်ထိမိတတ်ကြတာကြောင့်လေးပတ်ပုံစံလေ့ကျင့်ခန်းကပိုကျန်းမာစေပါတယ်ရှင်နောက်ဆုံးလက္ခဏာကတော့မျက်လုံးအချိတွေလာစူးရှားပြီးစိတ်လှုပ်ရှားမှုကိုအလွယ်တကူဖော်ပြတတ်တဲ့အမျိုးသမီးတွေဟာငိမ့်လေးထက်ဆိုင်ရင်ပြင်းပြန်ထန်ထန်နဲ့အားရပါရတုံ့ပြန်ရတာကိုပိုပြီးနှစ်သက်လေရှိတဲ့အတွက်ကိုတို့ရဲ့လေးဘက်ပုံစံလေ့ကျင့်ခန်းကိုတွန်းလှန်အန်တူစီးချက်အလိုက်ပြန်လေ့ကျင့်ပေးတတ်ကြပါတယ်ကိုတို့ရောကိုယ့်ရဲ့အဖော်စီကနေဘလူမျိုးအားရပါရတုံ့ပြန်မှုတွေကိုပိုပြီးနှစ်သက်မိလဲဟင်အိမ်တောင်ရေးဒုက္ခဆိုတာနှစ်ယောက်ကြားကစီးချက်ညီမှပိုပြီးပြည့်စုံတာပါဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ဖို့မမိနဲ့အောင်နော်ကိုတို့ရေအားလုံးကိုအញ្ញမ်းချစ်ပါတယ်နောက်ဗီဒီယိုမှာကြင်တွေ့ကြမယ်နော်ကိုတို့ရေ